အမျိုးသမီးတယောက်ဟာသူမရဲ့ချွေးမဖြစ်သူကတခြားအမျိုးသားတယောက်နဲ့ဖောက်ပြန်နေတာကိုမျက်ဝါးထင်ထင်မြင်တွေ့နေရပေမဲ့တားဆီးဖို့အတန်းတစ်ချက်တောင်မထွက်ခဲ့ပါဘူး။ဒါတင်မကသေးပဲအဲ့ဒီအမျိုးသားနဲ့အမျိုးသမီးကိုပို့ပြီးအထင်ကိုမဲ့သွားစေဖို့အတွက်နောက်ပိုင်းမှာသူမဟာချွေးမအတွက်ဟင်းရည်တအိုးကိုအထူးတလဲချက်ပြုတ်ပေးခဲ့ပြီးဟင်းရည်ထဲမှာလူကိုစိတ်ကြွစေတဲ့အမှုတ်တချို့ကိုပါတိတ်တဆိတ်ထည့်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုလုံးမသာသူမရဲ့အသက်ကိုကာကွယ်နိုင်မှာဖြစ်တယ်လို့အရင်ဘဝကနာကြီးစရာတွေးကြွေးတာဒီကိုပြန်ဆက်နိုင်မှာမို့လို့ပါတကယ်တော့အရင်ဘဝတုန်းကဒီအမျိုးသမီးဟာအခန်းထဲမှာမတော်တဆချော်လဲကြရာကနေနှစ်ပေါင်းများစွာကွယ်နေခဲ့တဲ့သူမရဲ့မျက်စိတွေဟာအံ့ဩစရာကောင်းလောက်အောင်ပြန်မြင်လာခဲ့ရပါတယ်။ဒါပေမဲ့သူမမမျှော်လင့်ထားပဲရင်ကွဲမတက်မြင်ကွင်းတစ်ခုနဲ့တိုးခဲ့ရပါတယ်။သူမရဲ့ချွေးမဖြစ်သူဟာယောက်ျားလေးတငယ်ချင်းဆိုသူနဲ့ဖောက်ပြန်နေတာကိုမြင်လိုက်ရတာပါ။အမျိုးသမီးဟာဒေါသတွေတုံ့ပြန်ပြီးချွေးမဖြစ်သူရဲ့အရှက်မရှိမှုကိုအဲ့ဒီနေရာတင်ပြင်းပြင်းထန်ထန်အပြစ်တင်ခဲ့ပါတယ်။ဒေါသအဟုန်နဲ့သူမဟာအခန်းထဲကိုပြန်ဝင်သွားပြီးအလုပ်ကိစ္စနဲ့ခီးထွက်နေတဲ့တားဖြစ်သူစီဖုန်းဆက်ပြီးဒီအကြောင်းကိုပြောပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့တားဖြစ်သူကသူမပြောတာကိုမယုံကြည်တဲ့အပြင်သူမကိုအတွေးလွန်နေတယ်လို့တောင်ထင်ခဲ့ပါတယ်။သူ့ဇနီးနဲ့အဲ့ဒီတငယ်ချင်းဟာငယ်တငယ်ချင်းတွေဖြစ်လို့ဒီလိုမျိုးလုံးဝမဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။တားဖြစ်သူကသူ့အမေဟာတမင်တကာပြဿနာရှာပြီးသူတို့ဇနီးမောင်နှံကြားတွေးခွဲနေတာလို့ယူဆပြီးဒေါသတကြီးနဲ့သူမကိုနေကအိမ်ဟောင်းစီကိုတောင်မောင်းချလိုက်ပါတယ်။အမျိုးသမီးဟာရင်ထဲမှာမခံမရက်နိုင်အောင်ခံစားရပေမဲ့ဘာမှမတတ်နိုင်ပဲနေဘက်ကိုတယောက်တည်းပြန်ခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့ချွေးမနဲ့အဲ့ဒီအမျိုးသားဟာသူတို့ရဲ့အရှက်မရှိတဲ့လုပ်ရက်တွေပေါက်ကြားသွားမှဆိုလို့လူတက်ပြီးနှုတ်ပိတ်ဖို့ကြံစီခဲ့ကြပါတယ်။သူမလမ်းလျှောက်နေတော့မှနောက်ကနေကားနဲ့အရှိန်ပြင်းပြင်းတိုက်တက်ခဲ့ပါတယ်။တေခါနီးအချိန်မှာအမျိုးသမီးဟာနောက်ဘဝဆိုတာရှိခဲ့ရင်ဒီလူနှစ်ယောက်ကိုထိုက်တန်တဲ့ပြန်ပေးဆက်မှုတွေလုပ်စေရမယ်လို့စိတ်ထဲကနေတွေးသစ္စာပြုခဲ့ပါတယ်။ကန်တရားကမျက်နှာသာပေးခဲ့လို့လားမသိအမျိုးသမီးဟာပြန်နိုးလာတဲ့အခါမှာတော့ချွေးမရဲ့ဖောက်ပြန်မှုကိုစတင်တွေ့ရှိခဲ့တဲ့အဲ့ဒီနေ့ကိုပြန်လည်ဝင်စားခဲ့ပါတယ်။အရင်ဘဝကခါးသီးတဲ့သင်ခန်းစာတွေကြောင့်အခုချိန်မှာရန်သူကိုရိပ်မိမသွားစေဘူးလုံးဝမလုပ်သင့်ဘူးဆိုတာသူမကောင်းကောင်းသိပါတယ်။သူမအတွက်တခုတည်းသောအသက်ကယ်လက်နက်ကတော့ဆက်လက်ပြီးမျက်စိကွယ်ဟန်ဆောင်နေဖို့ပါပဲ။ခုနကမှစိုးရိမ်တကြီးဖြစ်နေတဲ့ချွေးမဖြစ်သူဟာရောက်ခမဖြစ်သူဘာမှမမြင်ဘူးလို့ထင်လိုက်တဲ့အခါမှာတော့ချက်ချင်းပဲစိတ်အေးသွားပြီးသူမရဲ့လက်ထဲကိုမျက်မမြင်လမ်းလျှောက်တော့ကိုကမ်းပေးလိုက်ပါတယ်။ဒါပေမဲ့ဘေးနားကအမျိုးသားကတော့တန်တရားမကင်းဖြစ်နေသေးပါ။သူဟာဖုန်းကိုတိတ်တဆိတ်ထုတ်ပြီးဒါဘလို့မှမဖြစ်နိုင်ဘူး။သူကမ်းနေတာနှစ်ပေါင်းများစွာရှိနေပြီပဲကိုလို့စာတစောင်ပို့လိုက်ပါတယ်။စကားအရသာပြောနေကြပေမဲ့သူတို့နှစ်ယောက်လုံးစိတ်မချနိုင်သေးတာကြောင့်အမျိုးသမီးကိုစမ်းသက်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အမျိုးသမီးကလှည့်ပြီးအခန်းထဲကိုပြန်ဖို့ပြင်လိုက်တဲ့အခိုက်အတန့်မှာပဲအဲ့ဒီအမျိုးသားကဓားမြောင်တစ်လက်ကိုထုတ်ပြီးသူမရဲ့မျက်လုံးရှိတဲ့မှာပိတ်စီးထားလိုက်ပါတယ်။အမျိုးသမီးရဲ့ရင်ခုန်တန်းဟာလေပင်ဝတ်တီတိုးထွက်လာတယ်လို့ခံစားလိုက်ရပေမဲ့အခုချိန်မှာလူမိသွားလို့လုံးဝမဖြစ်ဘူးဆိုတာသူမသိနေပါတယ်။ဒါကြောင့်သူမဟာစိတ်ကိုတင်းထားပြီးရှေ့ကိုတလန်းချင်းတိုးသွားလိုက်ပါတယ်။ဓာတ်ဦးနဲ့တိုက်ပြီးတော့မဲ့ဆဲမှာပဲချွေးမဖြစ်သူကကိစ္စတွေလွန်သွားမှဆိုလို့အဲ့ဒီအမျိုးသားကိုအမြန်ပဲဆွဲဖယ်လိုက်ပါတယ်။အဲ့ဒီတော့မှအမျိုးသမီးဟာတက်ပြင်းအရှိကြီးချနိုင်ပါတော့တယ်။သူမဟာဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးအခန်းထဲကိုပြန်ဝင်သွားခဲ့ပါတယ်။ဒါပေမဲ့အခန်းထဲရောက်တဲ့အခါမှာတော့သူမဟာတားဖြစ်သူစီကိုဖုံးဆက်ပြီးထပ်မံစမ်းသပ်ကြည့်လိုက်ပါတယ်။ဘာဖြစ်လို့လဲအမေလို့တားဖြစ်သူကမေးလာပါတယ်။တားဖြစ်သူရဲ့တုံ့ပြန်မှုဟာအရင်ဘဝကအတိုင်းတထေရတယ်ပါပဲသူဟာချွေးမနဲ့အဲ့ဒီအမျိုးသားကိုလုံးဝယုံကြည်နေတဲ့အပြင်အဲ့ဒီလူကိုသူ့ရဲ့ကုမ္ပဏီမှာတော့အလုပ်ခံဖို့အထိစဉ်းစားနေပါတယ်ဒါကိုကြားလိုက်ရတဲ့အခါမှာတော့အမျိုးသမီးဟာဆက်ပြောနေလေအပိုပဲဆိုတာသိလိုက်တာကြောင့်စိတ်ပြက်လက်ပြက်နဲ့ပဲဖုံးချလိုက်ပါတော့တယ်ခိုင်လုံတဲ့တက်တဲ့အထောက်ထားမရှိဘဲနဲ့တော့တားဖြစ်သူဟာနောက်တရမှာမဟုတ်ဘူးဆိုတာသူမကောင်းကောင်းနားလည်သွားပါတယ်ဒါကြောင့်နောက်တနေ့မှာတော့အမျိုးသမီးဟာအပင်အိုးတချို့ကိုအွန်လိုင်းကနေမှာယူပြီးချွေးမဖြစ်သူကိုအိတ်ခမ်းထဲရွှေ့ခိုင်းလိုက်ပါတယ်။ပန်းအိုးတွေထဲမှာကင်မရာအသေးလေးတွေတိတ်တဆိတ်ဖုံးကွယ်ထားတဲ့ဆိုတာကိုတော့ချွေးမဖြစ်သူလုံးဝမသိခဲ့ပါဘူး။စောင့်ကြည့်ကင်မရာထဲမှာတော့အဲ့ဒီအမျိုးသားဟာသူမသားရဲ့အိယာပေါ်မှာပြောင်ကျကျလဲလျောင်းနေပြီးသူတို့နှစ်ယောက်ဟာမိခင်နဲ့သားကိုအိမ်ပေါ်ကမောင်းချဖို့အထိကြံစီနေကြတာကိုမြင်လိုက်ရပါတယ်။ငါရှိနေတဲ့ရွေးတော့ဒါကိုအဖြစ်မခံနိုင်ဘူးလို့သူမကျင်းဝလိုက်ပါတယ်။တားဖြစ်သူခီးကပြန်လာမဲ့နေ့မှာအမျိုးသမီးဟာဟင်းရည်တအိုးကိုအထူးတလဲချက်လိုက်ပြီးစိတ်ကြွစေတဲ့အမှုန့်တွေကိုတိတ်တဆိတ်ထည့်လိုက်ပါတယ်။ဘာမှမသိတဲ့ချွေးမဖြစ်သူကဟင်းရည်ကိုတောက်ပြီးတဲ့နောက်မှာတော့အမျိုးသမီးဟာအဲ့ဒီလူကိုပါအိမ်ကိုခေါ်လိုက်ဖို့တိုက်တွန်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာတားဖြစ်သူရဲ့အိတ်ခမ်းထဲကိုအမြန်ဝင်သွားပြီးကတင်ဘေးကကွန်ဒုံးတွေတဲကိုစူပါဂလူး strong glue တွေအပြည့်ထည့်လိုက်ပါတယ်။ဟင်းရည်တောက်ထားတဲ့ချွေးမဖြစ်သူဟာစိတ်တွေကိုထိန်းချုပ်နိုင်မှာမဟုတ်ပဲအဲ့ဒီလူနဲ့အခန်းထဲမှာတာယာတော့မယ်ဆိုတာကိုသူမကြိုတင်တွက်ဆထားလို့ပါသူမခံမှန်းထားတဲ့အတိုင်းပါပဲအမျိုးသမီးအခန်းထဲကထွက်လာတာနဲ့ချွေးမဖြစ်သူဟာမအောက်နိုင်တော့ပဲအဲ့ဒီအမျိုးသားကိုအိတ်ခမ်းထဲဆွဲခေါ်သွားပါတော့တယ်တိတ်မကြခင်မှာပဲတားဖြစ်သူပြန်ရောက်လာပြီးအမေမျက်စိတွေပြန်မြင်နေပြီဆိုတာကိုတွေးလိုက်ရတဲ့အခါအရန်ကိုဝမ်းသာသွားပါတယ်ဒါပေမဲ့အမျိုးသမီးကတော့တားဖြစ်သူကိုချွေးမနဲ့အဲ့ဒီအမျိုးသားတို့ရဲ့ဖောက်ပြန်မှုအရှုပ်တော်ပုံကိုအကုန်ဖွင့်ချလိုက်ပါတယ်ဒါတောင်မှတားဖြစ်သူကမယုံကြည်နိုင်သေးပဲအမေချွေးမအပေါ်မကျေနပ်တာရှိရင်လည်းဒီလိုမျိုးတော့မဆွဆွဲပါနဲ့ဗျာလို့ဇနီးဖြစ်သူဘက်ကကာကွယ်ပြောဆိုနေပါသေးတယ်တကယ်တော့အိတ်ခမ်းထဲကလူနှစ်ယောက်ဟာကော်ရီကြောင့်တယောက်နဲ့တယောက်ခွာမရတော့ပဲအသေးအတန်ဖြစ်နေကြပြီဆိုတာကိုအမျိုးသမီးကကောင်းကောင်းသိနေပါတယ်။ဒါကြောင့်သူမဟာဘာမှထပ်ပြီးရှင်းမပြတော့ပဲချွေးမဖြစ်သူရဲ့မိဘတွေကိုပါအိမ်ကိုဖိတ်လိုက်ပါတယ်။တားဖြစ်သူနဲ့ခမီးခမတ်တွေဇဝေဇဝါဖြစ်နေတော့မှပဲအမျိုးသမီးဟာအားလုံးကိုအိတ်ခမ်းတကားဝတ်စီခေါ်သွားလိုက်ပါတယ်။ချွေးမဖြစ်သူကအားလုံးအတွက်လက်ဆောင်ကြီးကြီးတစ်ခုပြင်ဆင်ထားတယ်လို့ပြောပြတာနဲ့သူမဟာတုံဆိုင်မနေတော့ပဲအိတ်ခမ်းတကားကိုဝုန်းကနေတုံးဖွင့်လိုက်ပါတော့တယ်။အခန်းထဲမှာတော့တယောက်နဲ့တယောက်ကပ်နေပြီးရှီတူမရနောက်ဆုံးမရဖြစ်နေကြတဲ့ချွေးမနဲ့အဲ့ဒီအမျိုးသားဟာလူမိသွားတာကြောင့်လက်ပြလွှဲမတက်ထိတ်လန့်တုံးလို့သွားကြပါတော့တယ်။